ဝါသနာပါလို့ဂိမ်းစောတာချင်းအတူတူဇီးဇီးလောက်ရှိတဲ့မြေပုံမှာတောသားများတဲ့ဂိမ်းကိုမစော်ဘူးတဲ့ဟာဟာဟာဟုတ်ပါပြီမင်းတို့ပြောတဲ့မြင့်မို့တောင်လောက်ရှိတဲ့မြေပုံမှာလူ100နဲ့ပတ်ပုံပြီးတော့ပဲပျော်နေစမ်းမှာညီလေးရာညံရင်မမီဘူးမော်လားတွားစေးသေးသေးပြီးအမိုက်ပဲတွားကောက်ယူသူအရောက်100ပေါင်းပြီးတော့အတစ်တောင်ဆက်ပေါက်တဲ့အောင်လုပ်တတ်တဲ့ကောင်းကြီးရမမြင်ဘူးရင်ကြည့်ဟာဒါမိုဘိုင်းလေးရက်သမားတွေရဲ့အတူခေါ်ဖက်တစ်လုံးချင်ရင်လဲဂိုင်လေးပါလေးလာယူအတစ်တစ်ပုတ်ကိုလူ100လောက်ဝိုင်းပြီးတော့သုံးပြီးဖြုတ်နေတာတော့ရှက်ဖို့ကောင်းတယ်